တစ်ဖက်မှာမိုဂျူးနဲ့အိန္ဒိယကိုထိန်းထားတဲ့အကဘာတစ်ဖက်မှာတော့မြန်မာတပြည်လုံးကိုစီးလောင်းလုံနိုင်ခဲ့တဲ့ဘရင်တော်ဒါဟာသမိုင်းတွေကနိုင်ငံကြီးနှစ်ခုရဲ့ဘရင်နှစ်ပါးရဲ့အားပြိုင်မှုပဲဖြစ်ပါတယ်မင်းတင်သူတို့နှစ်ဦးထိတ်တိုက်တွေ့ဆုံခဲ့မယ်ဆိုရင်ဘယ်သူကပိုပြီးကြီးမားမယ်ထင်လဲဒါကိုပြောဖို့စလိုက်ကြလို့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Empire Trip တွေကခုမှပဲဖြစ်ပါတယ်16ရာစုဆိုတာစစ်ရေးနဲ့ဗဟုသုတအတော်ထွန်းကားတဲ့ခေတ်ပဲဥရောပဘက်မှာစပိန်နဲ့ပေါ်တူဂီတို့ကပင်လယ်ကြီးအတွက်စစ်ရေးပြိုင်နေကြတယ်အိန္ဒိယဘက်မှာအကဘာကတော့အလွန်ကြီးမားချေပြန့်တဲ့မခိုအင်ပါယာကိုတည်ထောင်နေတယ်ဒါပေမဲ့ရှေ့တောင်အာရှတွေကဗမာပြည်မှာလဲဘရင်နောင်ဆိုတဲ့နာမည်ကြီးတူပေါ်ထွက်လာခဲ့ပါတယ်ဘင်းနောင်ကိုသမိုင်းကရိုးမင်းတော်အနေနဲ့တော့မစင်စားတင်ပါဘူးသူဟာအသက်14နှစ်အရွယ်မှာတင်စစ်သည်အဖြစ်မှုတော်ဝင်ရောက်ထိုင်ရွက်ခဲ့ပါတယ်ဘင်းနောင်ဟာစစ်တစ်ခေတ်ပေါ်မှာသမိုင်းကိုအပြောင်းလဲလုပ်နိုင်သူလည်းဖြစ်ပါတယ်စစ်တပ်တွေကိုလေ့ကျင့်မှုကနေအစစီကံသိတတ်တဲ့အထိဆွမ်းဆောင်ပေးနိုင်ခဲ့တယ်မိတ်ဆွေထင်ဘင်းနောင်စစ်တပ်ကိုဘယ်လောက်ကြီးမဲ့ထင်လဲသူခေတ်သူခါတော့စီရေးသုံးသပ်မှုတွေကျန်းကျင်သူတွေရဲ့အဆိုအမိန့်အရသူစစ်တပ်ကအကြီးဆုံးလို့သမုတ်ကြတယ်။ဘာကြောင့်သမုတ်လဲ။သူ့ရဲ့စစ်တပ်မှာတော်ဝင်တပ်လက်နက်တပ်မြင်းတပ်လေတပ်စသဖြင့်ဖွဲ့စည်းထားတယ်။အခြားတစ်ဖက်မှာတော့အကာဘာကကြီးမားကျယ်ပြန့်တဲ့မကိုအင်ပါယာကိုတည်ထောင်နေရတယ်။သူကစစ်သမားကြီးပဲတော့မဟုတ်ပါဘူး။သူ့အတွက်စစ်ဆိုတာကအုပ်ချုပ်ရေးတိုးတက်မှုအတွက်အသုံးပြုတဲ့ထူးတစ်ခုတတ်တာပဲရှိပါတယ်။သူ့ဖို့Empire အကြီးကြီးတည်ထောင်နိုင်ခဲ့တာကလည်းစင်နီးတဲ့ပို့ပြီးတော့စီးပွားရေးနဲ့ယဉ်ကျေးမှုထောက်ပံ့မှုတွေကိုအသုံးပြုခဲ့တဲ့ကြောင့်ပဲဖြစ်ပါတယ်။ဒါပေမဲ့အကဘာရဲ့ Empire တပ်တွေကိုဘရင်နောင်ရဲ့စစ်ခင်နဲ့နိုင်ရှင်မယ်ဆိုရင်အကဘာကတော့ရေတပ်အင်အားကိုပိုင်ဆိုင်နေမဲ့ပင်လယ်ကြီးမရှိပေမဲ့အများကတော့သူ့ကို logistic master အဖြစ်သတ်မှတ်ကြတယ်။ကျွန်တော်တို့နည်းနည်းထပ်ပြီးအကဘာနဲ့ဘင်းနောင်တို့ရဲ့ Empire တထောင်ပေါ်ကိုလေ့လာရအောင်ဗျာဘင်းနောင်ရဲ့မျှော်မှန်းချက်ကမြန်မာတပြည်လုံးကိုစီးလောင်းလုပ်ဖို့ဖြစ်တယ်အကဘာရဲ့မျှော်မှန်းချက်ကတော့အိန္ဒိယတပြည်လုံးအတွက်ဗဟုသုတနဲ့ယဉ်ကျေးမှုအာဏာတည်ဖို့လိုပဲဖြစ်ပါတယ်တယောက်ကစစ်သမားအနေနဲ့အောင်မြင်တယ်နောက်တစ်ယောက်ကတော့နိုင်ငံအုပ်ချုပ်ရေးအနေနဲ့အောင်မြင်တဲ့သူဖြစ်ပါတယ်ဒါကြောင့်ဒီမြောက်တိုက်ခိုက်မယ်ဆိုရင်မလားနိုင်တဲ့ကောင်းကင်နဲ့မြေကြီးတို့တိုက်နေကြတယ်လို့ပဲဖြစ်နေပါလိမ့်မယ်အခုလိုတမိုင်းဝင်ဘင်းနှစ်ယောက်ကြားကသင်ခန်းစာကတော့စင်နီးနဲ့အာနာတီဖို့ရနိုင်ပြီမယ်နိုင်ငံတစ်ခုကိုထာဝရကြီးမားအောင်တည်ဖို့ဆိုရင်စနစ်နဲ့ပညာရေးကသာအဓိကအခရာကြပါတယ်မိတ်ဆွေအနေနဲ့သူတို့ရဲ့စစ်တပ်တွေထိတ်တိုက်ခိုက်မယ်ဆိုရင်ဘယ်သူနိုင်မယ်ထင်လဲအခုလိုစိတ်ဝင်စားပဲတမိုင်းကြောင်းတွေကိုဆက်လက်ကြည့်ရှုဖို့ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ဖို့မမေ့ပါနဲ့ဗျာ